မင်္ဂလာပါချစ်မိတ်ဆွေတို့ရေလူတစ်ယောက်ရဲ့အောင်မြင်မှုဟာသူဘယ်လောက်တော်တယ်လဲဆိုတာထက်လူတွေနဲ့ဘယ်လောက်အဆင်ပြေအောင်ပေါင်းသင်းနိုင်တယ်လဲဆိုတဲ့အပေါ်မှာ85ရာခိုင်နှုန်းအထိမူတည်နေတယ်ဆိုတာသင်ယုံကြည်ပါသလားဒီနေ့မှာတော့1936ခုနှစ်ကတည်းကကမ္ဘာကိုလွှမ်းမိုးခဲ့ပြီးဒီနေ့အထိခေတ်မပြေသေးတဲ့ Dale Carnegie ရဲ့ How to Win Friends and Influence People စာအုပ်ကို Gemba Academy ရဲ့နှစ်ချုပ်နဲ့အတူအချက်ပေါင်း30စလုံးကိုအသေးစိတ်ဖောက်ထွင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုကိုမစခင်မှာ Gemba Academy တည်ထောင်သူ Ron Pereira ရဲ့ပုံပြင်လေးတစ်ပုဒ်ကိုအရင်ဆုံးပြောပြချင်ပါတယ်။သူဟာသူ့ဖခင်ကွယ်လွန်ခါနီးအချိန်မှာမိုင်ပေါင်း3600ခီးနေရင်ဒီစာအုပ်ကိုနားထောင်ခဲ့တာပါ။သူ့ဖခင်ဟာ PhD ရထားတဲ့ပညာတတ်တဦးဖြစ်ပေမဲ့ဘဝမှာအောင်မြင်ဖို့ဆိုတာ Human Engineering လို့ခေါ်တဲ့လူသားအချင်းချင်းဆက်ဆံရေးအတတ်ပညာကသာအဓိကပဲလို့သင်ပေးခဲ့ပါတယ်။ဒီနေ့ကျွန်တော်တို့အဲ့ဒီအတတ်ပညာတွေကိုအတူတကွလေ့လာကြည့်ကြရအောင်။ပိုင်းတစ်လူတွေကိုကင်တွယ်ရမှာအခြေခံကျတဲ့နည်းလမ်းများပထမဆုံးအပိုင်းမှာ Dale Carnegie ကလူတွေကိုဘယ်လိုကင်တွယ်ရမလဲဆိုတဲ့အခြေခံအကျဆုံးနည်းလမ်း၃ခုကိုပြောထားပါတယ်။နံပါတ်1ဝေဖန်ခြင်းကိုရှောင်ခြင်းပါဝေဖန်တာရှုတ်ချတာညှဉ်းညူတာမလုပ်ပါနဲ့အမေရိကန်သမ္မတအေဗရာဟမ်လင်ကွန်းဟာငယ်စဉ်ကလူတွေကိုပြင်းပြင်းထန်ထန်ဝေဖန်စာတွေရေးလေးရှိပါတယ်တခါကနိုင်ငံရေးသမားဂျိမ်းရှီကိုဝေဖန်တဲ့စာကြောင့်ဓာချင်းရှင်ခုတ်ရမယ့်အခြေအနေထိရောက်ခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းသူဟာဘယ်သူကိုမှမဝေဖန်တော့ပဲသူတို့နေရာမှာငါသာဆိုရင်လည်းဒီလိုပဲလုပ်မိမှာပါလို့နှိမ့်ချတွေးခေါ်ခဲ့ပါတယ်လူတွေအမှားလုပ်ရင်ချက်ချင်းဝေဖန်ချင်ကြပါတယ်ဒါပေမဲ့ဝေဖန်မှုကလူကိုခံစစ်ထဲပြန်ဝင်သွားစေပြီးပိုပြီးကောင်းပါလာစေတယ်ဥပမာသမိုင်းမှာနာမည်ကြီးရာဇဝတ်သားတွေတောင်သူတို့ကိုသူတို့မမှားဘူးလို့ခံစားရတယ်လို့ခါနေဂီကပြောပါတယ်အပြစ်တင်ဝေဖန်နေမိအစားနားလည်မှုနဲ့ခွင့်လွှတ်မှုကပိုကောင်းပါတယ်နံပါတ်2ဂျိုးသားစွာချီးကျူးပါတမနိဘီရင်ချားဆွတ်ဟာလွန်ခဲ့တဲ့နှစ်100ကတည်းကတစ်နှစ်ကိုဒေါ်လာ1 သန်းလစာရခဲ့သူပါသူ့ရဲ့အရေးချင်းကနှီးပညာထက်လူတွေကိုစိတ်တက်ကြွအောင်လုပ်နိုင်စွမ်းကြောင်းပါသူကကျွန်တော်ဘယ်သူကိုမှမဝေဖန်ဘူးအမှားရှာဖို့ထက်ချီးမွမ်းဖို့ကိုပဲအမြဲရှာဖွေတယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့မြောက်ပြစ်တာမဟုတ်ပဲစိတ်ရင်းမှန်ဖို့လိုပါတယ်လူတွေအားလုံးချီးကျူးခံရတာကြိုက်ကြပါတယ်ဒါပေမဲ့ရိုးသားမှုတော့ရှိရမယ်လူကြီးတွေတောင်ချီးကျူးခံရရင်ပျော်သွားတယ်ချီးကျူးမှုကလူကိုလှုပ်ဆော်ပေးပြီးပိုကောင်းအောင်လှုပ်ချင်စေတယ်နံပါတ်3တစ်ဖက်သားရဲ့ဆန္ဒကိုနှိုးဆွပါကလေးတစ်ယောက်ကျောင်းမတက်ချင်လို့ငိုနေတဲ့အခါကျောင်းတက်ရမယ်လို့အမိန့်ပေးမဲ့စားသူ့အဖေကသူ့ကိုကျောင်းမှာရှုပ်ပုံလေးတွေဆွဲရမယ့်အကြောင်းတငယ်ချင်းအစ်စ်တွေနဲ့ဆော့ရမယ့်အကြောင်းကိုအရင်ပြောပြပြီးသူကိုယ်တိုင်ကျောင်းသားချင်စိတ်ပေါ်အောင်လုပ်ခဲ့ပါတယ်ဟင်နရီဖို့ပြောသလိုပဲအောင်မြင်မှုရဲ့လှည့်ဝက်ချက်ဟာတစ်ဖက်သားရဲ့ရှုထောင့်ကနေကြည်တတ်တာပါဦးလိုချင်တာကိုပြောမဲ့အစားတစ်ဖက်လူအတွက်ဘယ်လိုအကျိုးရှိမလဲဆိုတာကိုရှေ့တန်းတင်ပါလူတွေကိုတခုခုလှုပ်စေချင်ရင်သူတို့ဘာလိုချင်လဲဆိုတာစဉ်းစားပြီးအဲ့ဒါကိုပေးနိုင်မဲ့နည်းလမ်းကိုပြပါငါမြားရင်ငါကချိုရှင်ချိုက်လို့မဟုတ်ပါဘူးငါကသားငန်းချိုက်လို့သားငန်းနဲ့မြားရတယ်လို့ခါနေဂီကဥပမာပေးပါတယ်ဒီ3ချက်ကအခြေခံပဲနောက်ပိုင်းမှာသူများကသင်ကိုသဘောကျအောင်ဘယ်လိုလုပ်မလဲဆိုတာဆက်ကြည့်ကြရအောင်ပိုင်း2လူတွေကသင်ကိုနှစ်သက်လာစေမဲ့နည်းလမ်း6သွဲခုတကာလူတွေကသင်ကိုမြင်တာနဲ့ချစ်ခင်နှစ်သက်သွားစေမဲ့နည်းလမ်း6ခုကိုဆက်ကြည့်ကြရအောင်နံပါတ်1မှန်တကယ်စိတ်ဝင်စားပါလူတွေဟာကိုယ့်အကြောင်းစိတ်ဝင်စားသူကိုပိုခင်မင်ကြပါတယ်နလလောက်သူများကိုစိတ်ဝင်တစားလုပ်ပေးတာကမိတ်ဆွေပူရစေပါတယ်မိကလေးတွေကိုကြည်ပါသူတို့ကဘာစာအုပ်မှမဖတ်ထားပေမဲ့သင်ကိုမြင်တာနဲ့အမြင်နှံ့ပြီးဂျိုးဆိုတက်လို့လူတိုင်းကသူတို့ကိုချစ်ကြတာပါနံပါတ်2ပြုံးပါကွန်ပျူတာအရောင်းဝန်ထမ်းတစ်ယောက်ဟာသူ့ရဲ့အမြဲတမ်းမျက်နှာပုတ်ပုတ်နဲ့စကားပြောတာကိုပြင်ပြီးပြုံးပြုံးရွှင်ရွှင်နဲ့အယောင်မြင့်တင်တဲ့အခါသူ့ရဲ့ဝင်ငွေဟာ4 ဆလောက်တိုးလာခဲ့ပါတယ်အပြုံးဟာကျွန်တော်ခင်ဗျားကိုတွေ့ရတာဝမ်းသာပါတယ်လို့ပြောနေတာပါဖုန်းပြောတဲ့အခါမှာတော့ပြုံးပြီးပြောကြည့်ပါ
စိတ်ပညာရှင်ဝီလီယမ်ဂျိမ်းစ်ပြောသလိုလှုပ်ဆောင်ချက်ကခန်းစားချက်ကိုလိုက်စေတယ်ဆိုတာမမေ့ပါနဲ့နံပါတ်3နာမည်ကိုမှတ်မိပါစေလူတစ်ယောက်အတွက်သူ့နာမည်ဟာကမ္ဘာပေါ်မှာအချိုသာဆုံးအသံပါနှုတ်ဆက်တဲ့အခါနာမည်ထည့်ခေါ်ဖို့မမေ့ပါနဲ့နိုင်ငံရေးသမားတွေနာမည်မှတ်မိအောင်စူးစမ်းကြပုံကိုအတူယူပါအန်ဒရူးကာနဂီဟာငယ်စဉ်ကယုံကလေးတွေမှုေးထားပါတယ်သူကအိမ်နီးနားချင်းကလေးတွေကိုယုံစာရှာပေးရင်အဲ့ဒီယုံကိုအဲ့ဒီကလေးရဲ့နာမည်ပေးမယ်လို့ပြောခဲ့ပါတယ်ကလေးတွေကယုံစာကိုအလှရဲ့ရှာပေးကြပါတယ်သူဟာနာမည်ကိုတန်ဖိုးထားတတ်လို့အောင်မြင်ခဲ့တာပါနံပါတ်4နားထောင်ကောင်းသူဖြစ်ပါစေစကားပြောကောင်းသူဖြစ်ချင်ရင်အရင်ဆုံးနားထောင်တတ်သူဖြစ်ပါစေတစ်ဖက်သားကိုသူ့အကြောင်းသူပြောလာအောင်အားပေးပါဒုက္ခနဂီဟာပါတီတစ်ခုမှာရှုခဗေဒပညာရှင်တယောက်နဲ့တွေ့ပါတယ်ခါနဂီကဘာမှမပြောဘဲပညာရှင်ပြောတာကိုစိတ်ဝင်တစားနားထောင်ပေးခဲ့တာကြောင့်အဲ့ဒီပညာရှင်ကခါနဂီကိုအကောင်းဆုံးစကားပြောဖက်လို့ချီးကျူးခဲ့ပါတယ်နံပါတ်5သူတို့စိတ်ဝင်စားတာကိုပြောပါသူဘာကိုဝါသနာပါလဲသူနှစ်သက်တဲ့ statistical 6 sigma အကြောင်းလားဒါမှမဟုတ် lean အကြောင်းလားသူစိတ်ဝင်စားတာကိုရှာဖွေပြီးပြောဆိုပါသမ္မတရူစဗက်ဟာဧည့်သည်လာမယ်ဆိုရင်အဲ့ဒီဧည့်သည်စိတ်ဝင်စားတဲ့အကြောင်းအရာကိုညဖက်မှာကြိုတင်လေ့လာထားလေးရှိပါတယ်နံပါတ်6အရှိပါသူဟုခန်းစားရအောင်လုပ်ပါစားတော့ဆိုင်ကဝန်ထမ်းတစ်ယောက်ကိုဒီဟင်းလျာကအရှမ်းကောင်းတယ်ဘယ်လိုလုပ်တာလဲလို့မေးလိုက်တဲ့အခါသူဟာအရှမ်းပျော်သွားပြီးတင့်ကိုအထူးဂရုတစိုက်ဝန်ဆောင်မှုပေးပါလိမ့်မယ်လူတိုင်းကအရှိပါသူဖြစ်ချင်ကြပါတယ်ကို့ပေါ်သူများကဘယ်လိုဆက်ဆံစေချင်တယ်လဲအဲ့ဒီအတိုင်းသူများကိုအရင်ဆက်ဆံပါဒီ6ချက်ကိုလိုက်နာရင်တင့်ပတ်ဝန်းကျင်မှာငွေချင်းအပေါင်းအသင်းတွေပေါ်များလာမှာအမှန်ပါအပိုင်း3တင့်အယူအဆကိုလက်ခံလာအောင်စီယုံနည်း12ချက်ကိုယ့်ရဲ့အမြင်ကိုတခြားသူတွေလက်ခံလာအောင်ဘယ်လိုဆွဲဆောင်မလဲနံပါတ်1အငင်းအခုံကိုရှောင်ပါအငင်းအခုံမှာအနိုင်ရရင်တော့တစ်ဖက်သားရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေလို့တကယ်တော့သင်ရှုံးတာပါပဲဘုံရရှိတယောက်နဲ့ရင်းခုံမဲ့အစားသူ့ရဲ့အလုပ်ခက်ခဲပုံကိုနားလည်ပေးလိုက်တဲ့အခါသူကအခွန်လျှော့ပေါ့ပေးခဲ့တဲ့သရကရှိခဲ့ပါတယ်နံပါတ်2လေးစားမှုရှိပါခမားမှားနေတယ်လို့တိုက်ရိုက်မပြောပါနဲ့ကျွန်တော်မှားနိုင်ပါတယ်အချက်လက်တွေကိုအထူးထူးပြန်ကြည့်ကြရအောင်လို့ပြောပါနံပါတ်3ဝန်ခံပါရဲသားတစ်ယောက်ကသင်ကိုလိုင်စင်စစ်တဲ့အခါအကြောင်းပြချက်ပေးမဲ့အစားကျွန်တော်မှားသွားပါတယ်လို့အရင်ဝန်ခံလိုက်ရင်ရဲသားကခွင့်လွှတ်ပေးဖို့များပါတယ်။ကိုမှားရင်ပြက်ပြက်သားသားနဲ့ညံ့ညံ့ဆန်းဆန်းဝန်ခံလိုက်ပါနံပါတ်4ဟော်ယူစွာစပါရော့ကက်ဖယ်လာဟာတပိတ်မောက်နေတဲ့အလုပ်သမားတွေကိုရန်သူလိုမဆက်ဆံပဲမိတ်ဆွေတို့လို့စတင်နှုတ်ဆက်ပြီးဟော်ယူစွာပြောဆိုခဲ့လို့ပြဿနာပြေလည်ခဲ့ပါတယ်နံပါတ်5 yes လို့ပြောခွင့်ပေးပါဆိုဂရေဒီနီလာအတိုင်းတစ်ဖက်သားကိုဟုတ်ပါတယ်လို့အရင်ပြောခိုင်းနိုင်မဲ့မိဝင်နေမိပါနံပါတ်6သူများကိုပြောခွင့်ပေးပါမိခင်တယောက်ကသမီးဖြစ်သူကိုအမြဲဆူပူနေမဲ့အစားသမီးရဲ့ခံစားချက်ကိုနားထောင်ပေးလိုက်တဲ့အခါမှာသူတို့ဆက်ဆံရေးပြန်ကောင်းလာခဲ့ပါတယ်လူတစ်ပါးကိုအများကြီးပြောခွင့်ပေးလိုက်ပါကျွန်တော်တို့မှာနားနှစ်ဖက်နဲ့ပါစက်တစ်ပေါက်ပါတာဟာနှစ်ဆပူနားထောင်ဖို့ဖြစ်ပါတယ်နံပါတ်9ကိုစိတ်ကူးအိုင်ဒီယာဟုခန်းစားရအောင်လုပ်ပါဂိုင်ဆန် event တစ်ခုမှာလက်မိုင်းချနေတဲ့ဝန်ထမ်းတစ်ယောက်ဟာသူ့အကြံဉာဏ်တွေကိုနားထောင်ပေးတဲ့အခါမျက်ရည်ကျတဲ့အထိပြောင်းလဲသွားသလိုမျိုးတစ်ဖက်သားကိုအကြံဉာဏ်ပေးခွင့်ပြုပါနောက်သရကတစ်ခုကအယောင်ဝန်ထမ်းတစ်ယောက်ဟာသူ့ရဲ့ဒီဇိုင်းကိုအတင်းမရောင်းပဲဝယ်သူစီကအကြံဉာဏ်တောင်းပြီးသူတို့စိတ်ကြိုက်ပြင်ပေးတဲ့အခါမှရောင်းခဲ့ရပါတယ်နံပါတ်10တစ်ဖက်သားရှူတောင်းကကြည်ပါတစ်ဖက်သားဘာကြောင့်ဒီလိုဖြစ်နေရသလဲဆိုတာကိုနားလည်အောင်အမှန်တကယ်စူးစမ်းပါနံပါတ်9စာနာမှုပြပါကျွန်တော်သာခင်ဗျားနေရာမှာဆိုရင်လည်းဒီလိုပဲခံစားရမှာပါဆိုတဲ့စကားလုံးကညှိနှိုင်းမှုတဲ့အတွက်အကောင်းဆုံးစေးပါနံပါတ်10မြင့်မြတ်တဲ့ရည်ရွယ်ချက်ကိုသုံးပါ Lord Northcliffe ကသူ့တပုံကိုမသုံးဖို့ပြောတဲ့အခါကျွန်တော်အမေကမကြိုက်လို့ပါဆိုပြီး
မိခင်မြတ်တာကိုအသုံးချကာစီယုံခဲ့ပါတယ်မင်းကဂတိတီးတဲ့သူတယောက်ဖြစ်မှာပါလို့ပြောချင်းဖြင့်တစ်ဖက်လူကိုတောင်းဝယူစိတ်ရှိစေပါနံပါတ်7ဇလန်းစင်ပါကုန်ပစ္စည်းကိုပြယုံတင်မဟုတ်ဘဲမျက်မြင်သက်သေတွေစမ်းသပ်ချက်တွေနဲ့တင်ပြပါနံပါတ်7စင်ခေါ်မှုပေးပါအလုပ်သမားတွေအလုပ်မလုပ်တဲ့အခါချားဆွဲပါချမ်းမြေပေါ်မှာ6လို့ရေးခဲ့ပါတယ်နောက်ဆိုင်ကလူတွေဟာ9လို့ရေးနိုင်အောင်အပြိုင်ဆိုင်စူးစမ်းခဲ့ကြပါတယ်စက်ရုံမှာဂိမ်းကနန်းတစ်ခုရေးုံနဲ့ဝန်ထမ်းတွေရဲ့ထုတ်လုပ်မှုကိုမြင့်တင်ခဲ့သလိုစင်ခေါ်မှုလေးတွေပေးပါအပိုင်းလေးခေါင်းဆောင်မှုအတတ်ပညာနောက်ဆုံးအပိုင်းမှာဝေဖန်မှုမလုပ်ဘဲလူတွေကိုပြုတ်ပြနိုင်တဲ့ညီကိုချက်ပါခေါင်းဆောင်တစ်ယောက်အနေနဲ့လူတွေကိုဘယ်လိုပြောင်းလဲမလဲနံပါတ်1ချီးမွမ်းခြင်းဖြင့်စတင်ပါသမ္မတမိခင်လင်းဟာသူ့ရဲ့မိန့်ခွန်းရေးပေးသူရဲ့အမှားကိုမထောက်ပြခင်သူရေးထားတဲ့ကောင်းကွက်တွေကိုအရင်ကြီးကျူးခဲ့ပါတယ်နံပါတ်2တော်ဝက်ရဲ့အမှားထောက်ပြပါဝါနာမေကာဟာဇိုင်းရှိမှာတန်းစီနေတဲ့ဖောက်သည်တွေကိုဝန်ထမ်းတွေကကြေးမဆိုင်တဲ့အခါသူကိုယ်တိုင်သွားရောက်ဝန်ဆောင်မှုပေးခြင်းဖြင့်ဝန်ထမ်းတွေကိုသွယ်ဝိုက်ပြီးသင်ခန်းစာပေးခဲ့ပါတယ်နံပါတ်3ကိုအမှားအရင်ပြောပါသူ့ရဲ့အတွေ့အမှုကိုအမှားထောက်ပြတဲ့အခါငါလည်းမင်းအသက်အရွယ်တုန်းကဒီထက်ပိုမှားခဲ့တာပါလို့အရင်ပြောခဲ့ပါတယ်ငါလည်းမင်းလိုပဲမှားခဲ့ဘူးလေလို့စတင်ခြင်းကတစ်ဖက်သားကိုစိတ်သက်သာရာရစေပါတယ်နံပါတ်4မင်းခွန်းထုတ်ပါဒါကိုလှုပ်လိုက်လို့မပြောဘဲဒါကိုဒီလိုလှုပ်ရင်ဖြစ်နိုင်ပါမလားလို့မေးပါအမိန့်ပေးမဲ့စားမင်းခွန်းတွေမေးပြီးပူးပေါင်းဆောင်ရွက်မှုကိုယူပါနံပါတ်5ကုန်သိက္ခာကိုထိန်းသိမ်းပေးပါအန်နာမက်ဆွန်ရဲ့အမှားကိုသူ့တသေးကလူအများရှေ့မှာ surface လုပ်ပေးခဲ့တယ်လို့မျိုးလှုပ်ဆောင်ပါလူတစ်ယောက်ရဲ့ကုန်သိက္ခာကိုထိခိုက်စေခြင်းဟာဂျာစဝတ်မှုပါပဲနံပါတ်6အနှဲငယ်တိုးတက်မှုကိုပင်ချီးမွမ်းပါအန်ရီကိုကာရူဆိုကိုသူ့အမေကအမြဲချီးမွမ်းပေးလို့ကဘာကျော်အဆိုတော်ဖြစ်လာခဲ့တာပါကလေးတစ်ယောက်စလုံးတစ်လုံးမှောင်ရေးနိုင်တာကိုတောင်ချီးကျူးပေးရင်သူပိုစူးစမ်းလာပါလိမ့်မယ်နံပါတ်9ကုန်သတင်းကောင်းတစ်ခုပေးထားပါကျောင်းသားဆိုလေးထော်မီကိုမင်းဟာတဘာဝကောင်းဆောင်တစ်ယောက်ပဲလို့ဆ iam ကပြောလိုက်တဲ့အခါသူဟာအဲ့ဒီအတိုင်းပြောင်းလဲသွားခဲ့ပါတယ်နံပါတ်10အမှားကိုပြင်ရလွယ်သလိုလုပ်ပါဒါကခက်ခဲတယ်လို့မပြောဘဲမင်းမှာအရှိချင်းရှိတယ်နည်းနည်းလေးထပ်စူးစမ်းရင်ရပြီလို့အားပေးပါနံပါတ်9ပျော်ရွှင်စွာလှုပ်ချင်အောင်လုပ်ပါအလုပ်တစ်ခုပေးတဲ့အခါအဲ့ဒီအလုပ်ကြောင့်သူရမယ့်အကျိုးကျေးဇူးကိုအလေးပေးပြောပါဥပမာဝန်ထမ်းတစ်ယောက်ကိုအလုပ်ပိုတွေခိုင်းတဲ့အခါဒါကိုလုပ်လိုက်ပါလို့အမိန့်ပေးမဲ့စားဒီ project ကိုမင်းတာဝန်ယူပြီးရင်မင်းရဲ့စီမံခန့်ခွဲမှုစွမ်းရည်တိုးတက်လာပြီးနောက်ပိုင်းမှာဂျာထူးတိုးဖို့အတွက်အခွင့်အလမ်းကောင်းတွေရလာမှာဖြစ်တယ်လို့သူလိုချင်တဲ့အကျိုးကျေးဇူးနဲ့ချိတ်ဆက်ပြီးစီယုံကြည့်ပါလက်တွေ့အသုံးချခြင်းအခုဆိုရင်ဒေးခါနေဂီရဲ့အချက်30စလုံးကိုတရကတွေနဲ့တကွသိရှိသွားပြီဖြစ်ပါတယ်ဒီအချက်တွေဟာသဘောတရားတွေမဟုတ်ဘဲလက်တွေ့ကျင့်သုံးဖို့လိုအပ်ပါတယ်Ron Pereira ရဲ့ဖခင်ပြောခဲ့သလိုပဲကျွန်တော်တို့ရဲ့အောင်မြင်မှုဟာလူတွေနဲ့ဘလောက်အဆင်ပြေအောင်ပေါင်းသင်းနိုင်တယ်ဆိုတဲ့အပေါ်မှာမူတည်ပါတယ်ဒီနေ့ကစပြီးတစ်ပတ်ကိုနေရာမှတစ်ခုနှုံးနဲ့လက်တွေ့ကျင့်သုံးကြည့်ပါသင်ဘောကဘယ်လိုပြောင်းလဲသွားသလဲဆိုတာ comment မှာလာရောက်ဝေမျှပေးပါဦးဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဘ ഹു သုဒအသစ်တွေအတွက် like နဲ့ subscribe လုပ်ထားဖို့လည်းမမေ့နဲ့အောင်နော်အားလုံးပဲကောင်းမွန်တဲ့ဆက်ဆံရေးတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ